အားလုံးပဲလာပါကျွန်တော်တို့ BD portrait photography ပါဒီနေ့ဗီဒီယိုလေးကတော့ Lightroom အသုံးပြုနေအပိုင်း1ဗီဒီယိုပဲဖြစ်ပါတယ် Lightroom ကိုခုမှစတင်အသုံးပြုမဲ့သူတွေခုမှစတင်လေ့လာမဲ့သူတွေကတော့ကျွန်တော်ပြောပြသွားတဲ့ တိုးရီရဲ့အလုပ်လုပ်ပုံတွေကို လိုက်မှတ်သားပြီးတော့ကိုယ်တိုင်ပြင်ကြည့်ပါဒါမှကိုယ်တိုင်တက်မှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ Lightroom အသုံးပြုနေကိုစားလိုက်ကြအောင် Lightroom နဲ့ကျွန်တော်တို့ရဲ့ဓာတ်ပုံတွေကိုပြင်ဖို့အတွက်ဆိုရင် Lightroom application နဲ့ကိုကျွန်တော်တို့ရဲ့ဓာတ်ပုံထည့်ထားဖို့လိုပါတယ်ဘယ်လိုထည့်ရမလဲဆိုရင်ဒီမှာဓာတ်ပုံသင်္ကေတလေးရဲ့အပေါင်းသင်္ကေတလေးကိုနှိပ်လိုက်ဒါဆိုရင်ဒီမှာကျွန်တော်တို့ရဲ့ဓာတ်ပုံတွေပေါ်လာပြီဒီမှာမြင်နေရတဲ့ time ဆိုတာကတော့ကျွန်တော်တို့ရဲ့ဖုန်းထဲကိုနောက်ဆုံးရောက်လာတဲ့ဓာတ်ပုံတွေကိုဆင်လိုက်ပြပေးထားမှာဖြစ်ပါတယ်နောက်တစ်ခုက device folder device folder ဆိုတာကတော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ folder တွေအဲ့ဒီ folder တွေထဲမှာရှိတဲ့ဓာတ်ပုံတွေကိုပြပေးထားမှာဖြစ်ပါတယ်ပြီးရင်ဒီမှာကျွန်တော်တို့ရဲ့ပြင်မဲ့ဓာတ်ပုံကိုတစ်ချက်နှိပ်လိုက်ပြီးရင် add ဆိုတာကိုနှိပ်လိုက်ဒါဆိုရင်ဒီမှာစာတန်းထိုးသွားပြီ one photo successfully imported ဆိုပြီးတော့ဒါကကျွန်တော်တို့ဓာတ်ပုံက Lightroom နဲ့ကိုရောက်လာပြီလို့ပြောတာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ဓာတ်ပုံရောက်လာပြီကဲ၍ကျွန်တော်တို့က Lightroom နဲ့ကနေမယူခြင်းဘူး gallery ထဲကနေဓာတ်ပို့မယ်ဆိုရင်လည်းရပါတယ်ဒီမှာကြည့်ပါကျွန်တော်တို့ကပြင်မဲ့ဓာတ်ပုံကို gallery ထဲမှာတွေ့ပြီဆိုရင် send ဆိုတာကိုနှိပ်လိုက်ပြီးရင် F2LR ဆိုတာကိုနှိပ်လိုက်ရင်ဒီပုံက Lightroom နဲ့ကိုရောက်သွားပြီဖြစ်ပါတယ်ပြီးရင် Lightroom နဲ့ကိုပြန်သွားကြည့်လိုက်ပါဒီမှာခုနကပုံရောက်လာပြီဒါဆိုရင်ကျွန်တော်တို့ကကိုပြင်မဲ့ဓာတ်ပုံကိုစာပြီးပြင်လို့ရပြီဟုတ်ပြီကျွန်တော်တို့ပြင်မဲ့ဓာတ်ပုံကိုတစ်ချက်နှိပ်လိုက်ဒါဆိုရင်ဒီမှာဒီပုံပြင်လို့ရတဲ့တိုးတွေအများကြီးပေါ်လာပြီပထမဆုံးမြင်ရတာ selected healing crop profile ဆိုတာတစ်ပိုင်း auto light color effect detail optic geometry ဆိုတာတစ်ပိုင်းနောက်တစ်ခုက preset previous version reset ဆိုတာတစ်ပိုင်းတွေ့ရမှာဖြစ်ပါတယ်ဒီမှာကျွန်တော် selected healing crop profile ရဲ့အကြောင်းကိုကျွန်တော်မပြောသေးဘူးဓာတ်ပုံတစ်ပုံပြင်မယ်ဆိုရင်ဘယ်လိုစပြင်ရလဲဘယ်တိုးကိုစပြီးသုံးရလဲဆိုတာကိုရှင်းပြမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ကဓာတ်ပုံတစ်ပုံကိုစပြီးပြင်တော့မယ်ဆိုရင်ပထမဆုံးလုပ်ရမှာအလင်းပေါင်ချိန်ရမှာဖြစ်ပါတယ်ကိုယ့်ရဲ့ဓာတ်ပုံကိုအလင်းပေါင်လေးချိန်ပေးဖို့လိုအပ်ပါတယ်အလင်းပေါင်ချိန်ဖို့အတွက်ဆိုရင်ဒီမှာ light ဆိုတာလေးတော့ဝင်လိုက်ပထမဆုံးမြင်ရတာဒီမှာ exposure contrast highlights shadow white black ဆိုပြီးမြင်ရမှာဖြစ်ပါတယ်အပေါ်ဆုံးမှာတော့ curve ဆိုပြီးမြင်ရမှာဖြစ်ပါတယ် curve တိုးရဲ့အကြောင်းကိုလည်းကျွန်တော်ရှင်းပြပြီးသားဖြစ်တဲ့အတွက်ဒီမှာတော့ရှင်းပြတော့ပါဘူးအပေါ်မှာကျွန်တော် curve တိုးအသုံးပြုပုံနီလန်းလေးတွေကိုလင့်ပေးထားတာဖြစ်ပါတယ်အဲ့လင်းကနေသွားပြီးတော့လေ့လာလို့ရပါတယ်ဟုတ်ပြီဒီမှာကျွန်တော် exposure ကနေစပြီးရှင်းပြမယ် exposure ဆိုတာကျွန်တော်တို့ဓာတ်ပုံကိုအလင်းမောင်ချိန်လို့ရတာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့က exposure ကိုတင်လိုက်မယ်ဆိုရင်ဓာတ်ပုံကလင်းလာမယ် exposure ကိုရှော့ချလိုက်မယ်ဆိုရင်ဓာတ်ပုံကမှောင်သွားမယ်ဒါကတော့ကိုယ့်ရဲ့ဓာတ်ပုံမှာမူတည်ပြီးတော့အသုံးပြုရမှာဖြစ်တယ်ကိုယ့်ရဲ့ဓာတ်ပုံကမှောင်နေ exposure ကိုတင်ပြီးတော့လင်းအောင်လုပ်ပေးလိုက်ကိုယ့်ရဲ့ဓာတ်ပုံကလင်းနေ exposure ကိုရှော့ချပြီးတော့မှောင်အောင်လုပ်ပေးရမှာဖြစ်ပါတယ်တကယ်လို့ကိုကဒီမှာ exposure တိုးကိုသုံးထားတာမကြိုက်ဘူးပြန်ပြီးတော့ငကိုတိုင်းပြန်ဖြစ်ရှင်နေဆိုရင်ဒီအလုံးလေးကိုလက်နဲ့နှစ်ချက်ထိလိုက်ဒါဆိုရင်ကျွန်တော်တို့က undo ပေါ့ undo လုပ်လိုက်တာဖြစ်ပါတယ်ငကိုတိုင်းပြန်ဖြစ်သွားပါပြီနောက်တစ်ခုက contrast ဆိုတာကျွန်တော်တို့ကွဲပြားခြားနားတာကိုပြောတာဖြစ်ပါတယ် contrast မှာဆိုရင်နှစ်မျိုးရှိပါတယ် color contrast ရယ် exposure contrast ရယ် color contrast ဆိုတာတော့ကျွန်တော်တို့ DR နဲ့မဆိုင်ပါဘူးဒါကတက်တက်ဘူးတူတာဖြစ်ပြောပြတာဖြစ်ပါတယ် color contrast မှာဆိုရင်ကျွန်တော်တို့က color မတူညီတာတွေကွဲပြားခြားနားတာတွေကိုပြောတာဖြစ်ပါတယ် exposure contrast ဆိုတာကတော့အလင်းမောင်ကွဲပြားတာတွေကိုပြောတာဖြစ်ပါတယ်ဒီမှာ light ထဲမှာပါတဲ့ဒီ contrast ကတော့ကျွန်တော်တို့ရဲ့ exposure contrast ဖြစ်ပါတယ် exposure contrast ဆိုတာအလင်းမောင်ကွဲပြားမှုတွေကိုပြောတာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့က contrast ကိုတင်လိုက်မယ်ဆိုရင်အလင်းမောင်ကွဲပြားမှုကများလာမယ် contrast ကိုရှော့ချလိုက်မယ်ဆိုရင်အလင်းမောင်ကွဲပြားမှုကနည်းသွားမယ် contrast ကိုတင်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီပုံမှာရှိတဲ့ shade တွေကပိုပြီးတော့မဲနက်လာတယ် contrast ကိုရှော့ချလိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာရှိတဲ့ shade တွေက gray ဆိုတဲ့မီးခိုးရောင်ဘက်ကိုရောက်သွားပြီးတော့ဓာတ်ပုံကနည်းနည်းဖြော့တော့ဖြစ်သွားတယ်ပြီးတော့ flat ဖြစ်သွားတယ်ပေါ့ဟုတ်ပြီဒါက contrast ပါ contrast ကိုလည်းကျွန်တော်တို့မသုံးချင်ဘူးပြန်ပြီးတော့ငကိုတိုင်းပြန်ထားခြင်းလဲဆိုရင်နှစ်ချက်ထိလိုက်ဒါဆိုရင် contrast ရသွားပြီနောက်တစ်ခုက highlight ဆိုတာကျွန်တော်တို့ရဲ့ဓာတ်ပုံမှာရှိရဲ့အရန်လင်းနေတဲ့ area တွေကိုပြောတာပါပုံမှန်ရှိတဲ့နာထက်ပိုပြီးတော့လင်းနေတဲ့နေရာတွေကို highlight လို့ခေါ်တာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့က highlight ပဲမှာရှိလဲသိချင်ဒီမှာကျွန်တော်တို့ဒီ auto ရဲ့အပေါ်ပိုင်းနေကောင်းကင်တွေမှာ highlight ဖြစ်နေပါတယ်ကိုကတကယ်လို့ highlight ပင်နာမှာမရှိမှန်းမသိဘူးဆိုရင်ဒီ highlight ရဲ့ဒီ highlight ကစားတဲ့ button လေးပေါ်မှာကျွန်တော်တို့ကလက်နှစ်ဖက်ကိုတင်ပြီးတော့ highlight ကိုဆွဲကြည့်လိုက်ဘယ်ညာဆွဲကြည့်လိုက် highlight ရှိတဲ့နေရာလေးရာဒီမှာအလင်းအောင်လေးအရောင်လေးတွေနဲ့
တွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင် highlight ကဘယ်နားမှာလဲဆိုတာကျွန်တော်တို့ကမှန်းတတ်သွားပြီဖြစ်ပါတယ်ဟုတ်ပြီဒီမှာကျွန်တော်တို့က highlight ကိုကစားကြည့်မယ်ဒီမှာ highlight ချောချလိုက်မယ်ဆိုရင် highlight နေရာတွေကရောကျသွားတယ်ဒီမှာဆိုရင်ကောင်းကင်ပေါ့ကောင်းကင်မှာဆိုရင်ဒီမှာကြည့်ပါငကိုမူလားပုံနဲ့ကျွန်တော်တို့ highlight ချောချလိုက်တဲ့ပုံ highlight ချောချလိုက်တဲ့အခါမှာကောင်းကင်မှာရှိတဲ့အပြာရောင်တွေကပေါ်လာတယ်ဟုတ်ပြီဒါကတော့ highlight ကိုကျွန်တော်တို့ပြန်တင်လိုက်ရင်ကောင်းကင်ကပို့ပြီးလင်းလာမယ် highlight တွေများတဲ့အတွက်ဓာတ်ပုံကအရင်လင်းလာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါက highlight ပါနောက်တစ်ခုက shadow ဆိုတာကျွန်တော်တို့ဓာတ်ပုံမှာရှိတဲ့ shadow area တွေ shadow area ဆိုတာအရိပ်ကျနေတဲ့နေရာတွေပေါ့ဒီမှာဆိုရင်ဘယ်နာအရိပ်ကျနေလဲဆိုတာမြင်နိုင်ပါတယ်ဒီမှာကြည့်ပါဒီနေရာတွေကအရိပ်ဖြစ်နေတဲ့နေရာတွေပါအဲ့ဒီနေရာတွေမှာသူကအလုပ်လုပ်တာဖြစ်ပါတယ်ကြံတဲ့နေရာတွေမှာလုံးဝအလုပ်မလုပ်ပါဘူးဒီမှာကြည့်နေပါကျွန်တော် shadow တင်လိုက်တဲ့အခါမှာခုနပြထားတဲ့နေရာလေးတွေကလင်းအောင်နေတက်လာမယ် shadow ကိုရှော့ချလိုက်တဲ့အခါမှာခုနပြထားတဲ့နေရာတွေကမှောင်မဲသွားမယ်ဟုတ်ပြီဒါက shadow ပါနောက်တစ်ခုက white ဆိုတာကျွန်တော်တို့ရဲ့ဓာတ်ပုံမှာရှိတဲ့ white area အဖြူရောင်ဖြစ်နေတဲ့ area တွေပေါ့အဖြူရောင်ဖြစ်နေတဲ့အရာမှန်သမျှပေါ်မှာသူကအလုပ်လုပ်မှာဖြစ်ပါတယ်အဲ့ဒီအတွက်ဘယ်အရာဝတ္ထုတွေပါမလဲဆိုရင်ဒီမှာ outro တို့လွယ်အိတ်တို့အောက်ကကြောက်ပြားတို့ဒီကောင်းကင်မှာဖြူနေတဲ့နေရာတွေတနည်းအားဖြင့်ဒီ highlight ဖြစ်နေတဲ့နေရာတွေမှာလည်းသူကအကျုံးဝင်နိုင်တယ်ဒီမှာကြည့်ပါကျွန်တော် highlight ဒီမှာ highlight နေရာတွေကြည့်ထားပါဒီမှာကျွန်တော် white ကိုကစားလိုက်တဲ့အခါမှာ highlight ဖြစ်နေတဲ့နေရာတွေကပါရောကျသွားတယ်ဒီမှာ white ကို short ချလိုက်တဲ့အခါမှာခုန highlight ဖြစ်နေတဲ့နေရာတွေကရောကျသွားတယ်ဒီ white ကိုတင်လိုက်တဲ့အခါမှာဖြူနေတဲ့နေရာတွေကပိုပြီးဖြူလာတယ် highlight area တွေကပိုပြီးတော့ဖြူလာတော့တွေ့ရမှာဖြစ်ပါတယ်ဒါ white ရဲ့သဘောတရားပါ white ကဖြူနေတဲ့နေရာမှန်သမျှကိုကစားမှာအဲ့ဒီအတွက်သူက highlight ကိုလည်းတွားပြီးတက်ရောက်နိုင်တယ်အဲ့ဒီအတွက်ကျွန်တော်တို့က highlight နဲ့ white ကိုမျှပြီးတော့ကစားလို့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီမှာ black ဆိုတာကတော့ကျွန်တော်တို့ဓာတ်ပုံမှာရှိတဲ့ black area တွေပေါ့ black area မှန်သမျှမှာအလုံးလုံးမှာဖြစ်ပါတယ်အဲ့ဒါကြောင့် black ကိုတင်လိုက်လို့ရှိရင်ဒီမှာ black area တွေကလင်းတွေထွက်လာတယ်ပို့ပြီးတော့ဖြူလာတယ်ဒီမှာဆိုရင် shadow area တွေကပါလင်းတွေထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီမှာကြည့်ပါဟုတ်ပြီဒါ black ကိုတင်လိုက်တာဟုတ်ပြီကျွန်တော်တို့ black ကိုရှော့ချကြည့်မယ် black ကိုရှော့ချကြည့်တဲ့အခါမှာဒီမှာ shadow area တွေကလည်းမှောင်သွားတယ်ပြီးတော့ဒီမှာ black ဖြစ်နေတဲ့နေရာတွေကလည်းပို့ပြီးတော့မှောင်သွားတော့တွေ့ရမှာဖြစ်ပါတယ်ဒီမှာကြည့်ပါအဲ့ဒါကြောင့် black ဟာလည်းခုနက highlight နဲ့ white လိုပဲသူတို့နှစ်ခုက shadow နဲ့ black ဟာတွဲပြီးတော့ညီလူညီများကျွန်တော်တို့ကအသုံးပြုလို့ရမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ shadow ကိုတင်လိုက်လို့ဒီမှာ shadow area တွေကတော်တော်လေးလင်းလာတယ်ဆိုရင်ဒီမှာကျွန်တော်တို့က black ကို short ချပြီးတော့အဲ့ဒီနေရာတွေကိုကျွန်တော်တို့က contrast ဖြစ်သွားအောင်ကျွန်တော်တို့ကထိန်းထားလို့ရတယ်ဒါကကျွန်တော်တို့ဒီ highlight ရဲ့ white ရဲ့ကိုမျှပြီးတော့သုံးပြုသလိုပဲ shadow နဲ့ black ကိုလည်းမျှပြီးသုံးလို့ရတယ်ဒီမှာဆိုရင်ကျွန်တော်တို့က shadow ကို short ချလိုက်လို့မှောင်သွားရဆိုရင်တော့မှကျွန်တော်တို့က black ကိုဆွဲတင်ပြီးတော့အဲ့ဒီနေရာတွေကိုမှောင်သွားတဲ့နေရာတွေကိုကျွန်တော်တို့ကလင်းအောင်လှုပ်ထားလို့ရတယ်ဒါ black နဲ့ shadow ဆက်ပုံကိုကျွန်တော်ရှင်းပြတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီတိုးတွေကိုအသုံးပြုပြီးတော့ဒီဓာတ်ပုံလေးကိုပြင်ကြည့်အောင်ပထမဆုံးကျွန်တော်တို့ရဲ့ဓာတ်ပုံအနေထားကိုကြည့်ရမယ်အလင်းလိုအပ်နေသလားအလင်းရမ်းများနေသလားဆိုတာကိုကြည့်လိုက်မယ်ဒီပုံမှာဆိုရင်ကျွန်တော်ကဒီ subject ဘေးလေးတွေကအနည်းငယ်shadow ဖြစ်နေတယ်ပေါ့အဲ့ဒီတော့ကျွန်တော်ကဒီမှာ exposure လေးကိုတင်ပြီးတော့နည်းနည်းလင်းလောင်လုပ်လိုက်မယ်ဟုတ်ပြီဒီမှာကိုယ့်ရဲ့ဓာတ်ပုံနဲ့ live ဖက်မဲ့ exposure ကိုကျွန်တော်တို့ကတင်လိုက်မယ်ဟုတ်ပြီဒီမှာကျွန်တော်40ထားပြီးလွှတ်လိုက်ပြီဒီမှာ exposure တင်လိုက်ပြီးရင်ကျွန်တော်တို့တွေ့ရမှာ contrast ဒါပေမဲ့ဒီမှာ contrast ကိုမသုံးခင်ဒီဓာတ်ပုံကိုကြည့်လိုက်ပါ exposure တင်လိုက်တဲ့အတွက်ကျွန်တော်တို့ပုံမှာ highlight တွေထွက်လာတယ်ဒီမှာကြည့်ပါ highlight တွေပို့ပြီးတော့များလာတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီ highlight ကိုရှော့ချဖို့အတွက်ဆိုရင်ဒီမှာရှိတဲ့ highlight ကိုကျွန်တော်တို့ကအသုံးပြုရပြီးတော့အသုံးပြုမယ်ပြီးရင်ဒီ highlight ကိုကျွန်တော်တို့ကရှော့ချလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ပုံမှာ highlight တွေမရှိတော့ဘူးဒါဆိုရင် highlight ဒီမှာ highlight ရောကျသွားပြီဟုတ်ပြီတကယ်လို့ဒီပုံမှာ highlight ကဘယ်နေရာမှာဖြစ်နေမှကျွန်တော်တို့ကမသိဘူးမခွဲတတ်ဘူးဆိုရင်ကျွန်တော်တို့ကဒီ highlight ဒီ button လေးပေါ်မှာကျွန်တော်တို့ကဒီလိုလက်နှစ်ဖက်ကိုစုံထောက်ပြီးတော့ highlight ကိုဆွဲကြည့်လိုက်ဆွဲတင်ကြည့်လိုက်ဒါဆိုရင် highlight ရှိတဲ့နေရာတွေ highlight အလုံးလုံးမဲ့နေရာတွေကဒီမှာအရောင်တွေနဲ့ပြထားတယ်ဒါဆိုရင် highlight ဘယ်နာမယ်ဆိုတာကျွန်တော်တို့ကသိသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်က highlight ကိုရှော့ချလိုက်ပဲဟုတ်ပြီပြီးရင် contrast ကျွန်တော်တို့ဓာတ်ပုံမှာဒီမှာအလင်းမောင်ကွဲပြားမှုရှိအောင်ကျွန်တော်တို့က contrast ကလေးကိုကျွန်တော်တို့အသုံးပြုမယ်ဒီမှာဆိုလဲကျွန်တော်တို့ contrast ကိုရမ်းတင်လိုက်ရင် shade တွေကမဲသွားတယ် contrast ကို short ချလိုက်မယ်ဆိုရင်လည်း shade တွေကဒီမှာမီးခိုးရောင်ပဲရောက်သွားမယ်ဓာတ်ပုံကဖြော့သွားမယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီမှာနည်းနည်းလေးတင်လိုက်မယ်အများကြီးတင်လို့လည်းမရဘူးကျွန်တော်တို့ကဒီမှာကိုယ့်ရဲ့ဓာတ်ပုံနဲ့ live ဖက်မဲ့အနေထားလောက်ကိုအသုံးပြုရမှာဖြစ်တယ်ဟုတ်ပြီပြီးရင်ကျွန်တော်တို့က shadow
ကိုယ့်ရဲ့ဓာတ်ပုံမှာ share လို့သုံးဖို့လိုလားမလိုလားဆိုတာကျွန်တော်တို့အရင်ဆုံးကြည့်ရမယ်မလိုအပ်ဘူးဆိုရင်လည်းမသုံးနဲ့လိုအပ်မှသုံးရမှာဖြစ်တယ်ပုံတိုင်းမှာဒီလိုအားလုံးကအသုံးပြုဖို့မလိုဘူးဒီမှာဆိုရင်ကျွန်တော်ဒီနားမှာရှိတဲ့ share လေးတွေကိုကျွန်တော်အလင်းလေးများစေချင်တယ်ဘာလို့လဲဆိုရင်ဒီအပြင်မှာအလင်းတွေအများများနေပြီအထဲမှာနည်းနည်းမှောင်နေတယ်အဲ့တော့ကျွန်တော်ကဒီ share လေးကိုနည်းနည်းပဲတင်မယ်အများကြီးတင်လိုက်ရင်လည်းဒီမှာဓာတ်ပုံကကျွန်တော်တို့ contrast မရှိတော့ဘူးဓာတ်ပုံက contrast မဖြစ်တော့ဘူးဒီမှာအရန်ဖွာပြီးတော့ကျွန်တော်တို့ဓာတ်ပုံကဒီမှာအရန်ဖွေးဆွဆွကြီးဖြစ်သွားတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဒီမှာ share ကိုလိုတော့လေးပဲတင်မယ်ဟုတ်ပြီပြီးရင်ကျွန်တော်တို့တွေ့မှာ white ဆိုတာခုနကပြောပြခဲ့ပြီးသားဖြူရောင်ဖြစ်နေတဲ့ area တွေမှာတက်ရောက်မှာအဲ့ဒီအတွက်ကျွန်တော်တို့ highlight တွေမှာလည်းတွားပြီးတက်ရောက်မှာဖြစ်တယ်လို့ဒီမှာရှိတဲ့အဖြူရောင်တွေမှာလည်းတက်ရောက်မှာဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့က white ကိုလည်းလိုအပ်တဲ့ထင်မှသုံးပါမလိုအပ်ရင်မသုံးပါနဲ့အများတန်းသုံးနေရမယ်လို့မဆိုလိုပါဘူးကိုယ့်ဓာတ်ပုံရဲ့လိုအပ်ချက်ချိမှသာသုံးရမှာဖြစ်ပါတယ်ဒီပုံမှာဆိုရင်ကျွန်တော်ရင်သုံး white ကိုတင်ပြမယ် white ကိုတင်လိုက်တဲ့အခါမှာဓာတ်ပုံကပိုဖြူလာတယ်ဒါပေမဲ့ကျွန်တော်တို့အလွန်ကြုံကြီးသုံးလိုက်မယ်ဆိုရင်ဓာတ်ပုံကအရန်ဖွေးပြီးတော့ highlight တွေထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ white ကိုရှော့ချကြည့်မယ်ဆိုရင်လည်းဓာတ်ပုံကဒီမှာ highlight တွေရောကျသွားတယ်ပြီးရင်ဓာတ်ပုံမှာရှိတဲ့အလင်းတွေကလည်းပိုပြီးတော့ရောကျသွားတဲ့အတွက်ဓာတ်ပုံကမှောင်နေတဲ့ပုံပေါက်တယ်အဲ့ဒီအတွက်ကျွန်တော်က white ကိုလိုလောက်လေးပဲတင်လိုက်မယ်ဟုတ်ပြီဒီမှာကျွန်တော်30လောက်ပဲတင်မယ်ဟုတ်ပြီပြီးရင်ကျွန်တော်တို့ဒီမှာနောက်တစ်ခုက black ကိုလည်းကျွန်တော်တို့ကလိုအပ်တဲ့ထင်မှသုံးရမှာဖြစ်တယ်ဒီကတိုးတွေအလုံးလုံးပုံတည်ထားဖို့ပဲလိုတယ်တိုးတွေအလုံးလုံးပုံတည်ထားပြီဆိုရင်ကိုယ့်ဓာတ်ပုံမှာဘာလိုအပ်နေလဲလိုအပ်နေတဲ့နေရာကိုလိုအပ်တဲ့တိုးသုံးရမှာဖြစ်ပါတယ်ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော် black ကိုပထမဆုံးစမ်းပြီးတော့တင်ပြမယ် black တင်လိုက်တဲ့အခါမှာဒီမှာကျွန်တော်တို့ shadow area တွေလည်းအလင်းထွက်လာသလို black area တွေမှာလည်းအလင်းတွေထွက်လာတယ်ပို့ပြီးတော့ဖြူလာတယ်ဟုတ်ပြီကျွန်တော်တို့နောက်ထပ် short ချကြည့်အောင်ဒီမှာ short ချလိုက်တဲ့အခါမှာကျွန်တော်တို့ဓာတ်ပုံမှာရှိတဲ့ black area တွေကလည်းပို့ပြီးတော့မဲလာသလို shadow area တွေကလည်းအလင်းပြောက်ပြီးတော့ဒီမှာမဲလာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဓာတ်ပုံကိုshare တွေကိုကျွန်တော်တို့ကဒီမှာဓာတ်ပုံမှာရှိတဲ့ share တွေပေါ့အဲ့ဒီ share တွေကိုကျွန်တော်တို့ကလင်းလာစေခြင်းနဲ့ဆိုရင်တော့ဒီ black ကိုလည်းတင်ထားရမှာဖြစ်ပါတယ်တကယ်လို့လင်းမလာစေချင်ဘူးနည်းနည်းလေး contract လေးဖြစ်လာအောင်ကျွန်တော်တို့ကသုံးမယ်ဆိုရင်တော့ဒီ black ကို short ချလိုက်တဲ့အခါမှာခုန share မှာဖြစ်နေတဲ့အလင်းတွေကကျွန်တော်တို့နည်းနည်းပြည့်နဲ့ကြည့်လို့အဆင်ပြေသွားပြီဒီမှာကြည့်ပါရန်လဲမျက်လုံးထဲမှာရိုင်းနေတော့ဒါကတော့ကျွန်တော်တို့ light ဆိုရတဲ့အလင်းမောင်ချိန်နဲ့တိုးရဲ့အလုပ်လုပ်ပုံတွေပြီးတော့ပေါင်းဆက်အသုံးပြုမှုတွေသူတို့ရဲ့ဆက်နွယ်မှုတွေကျွန်တော်ရှင်းပြပေးတာဖြစ်ပါတယ်ဒါတွေကိုသေချာနားလည်ဖို့ဆိုရင်ကျွန်တော်ဗီဒီယိုကြည့်ပြီးရတယ်ကိုတိုင်းလေ့ကျင့်ပါများများလေ့ကျင့်ပါဒါမှတကယ်တက်မှာဖြစ်ပါတယ်ဒီနောက်ထပ်ကျန်တဲ့တိုးတွေကိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်ပြီးတော့ကျွန်တော်ရှင်းပြပေးမှာဖြစ်တဲ့အတွက်အားလုံးပဲစောင့်မျှော်ပေးကြပါဦးဒီနေ့ဗီဒီယိုလေးကတော့ကျွန်တော်ဒီလောက်နဲ့ပဲရပ်လိုက်ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ပျော်ရွှင်စရာနေ့ရက်ကလေးကိုပိုင်ဆိုင်နိုင်ကြပါစေဗျာ